အချစ်ရေးအိမ်တော်ကြီးမှာအချစ်ခံရပြီးတော့ပေါ့အချိန်လိုတင်းမှာချမ်းသာကြွားခြင်းနဲ့ဆိုတော့မိတ်ဆွေတို့ရဲ့ကင်ဆောင်ထားတဲ့ဖုန်းနံပါတ်ကိုMessengerမှာအခမဲ့နဲ့စစ်ဆေးပေးနေပြီနော်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့လူသားရဲ့နေကိန်းကိန်းနဲ့နေတဲ့ပတ်သက်ဆက်နေတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်ကိန်းကိန်းနဲ့ပညာရဲဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကတည်ရှိလို့နေတယ်ပေါ့နော်တစားတစားနဲ့ပြောပြသွားပြီးတော့လူတွေကိုအကျိုးပြုတယ်ဆိုတဲ့အကြောင်းအရာကိုပေါ့နော်ဒီကနေ့နှစ်ပေါင်း30ကျော်ကနေပြီးတော့ပြန်လည်ပြီးတော့သိရှိလာခဲ့ကြတာပဲဖြစ်တယ်ပေါ့နော်ဒုတိယဝေးဖွားလာတဲ့အချိန်ကနေစပြီးတော့ခုနှစ်ရက်လားဆိုတဲ့ကိန်းကိန်းနဲ့နေနဲ့စပြီးတော့ပတ်သက်ရတယ်ပေါ့နော်အဲ့ဒီနောက်ကမှအတန်းတက်တဲ့အခါမှာလည်းတစ်တက်နှစ်တက်တေချာကိန်းကိန်းနဲ့အချိန်တိုင်းနဲ့ပတ်သက်ကြရတယ်ပေါ့နော်ဒစားတစားနဲ့ပေါ့ဒီပညာတွေတိုးတက်လာပြီးနောက်မှာဖုန်းတွေကိုကိုင်ဆောင်လာကြတယ်အဲ့ဒီအချိန်မှာလည်းဒါကိန်းကိန်းနဲ့နေနဲ့ထပ်ပြီးတော့ပတ်သက်ကြတာပဲဖြစ်တယ်ပေါ့နော်ဒါအပြင်မှာကိုယ့်ရဲ့ပေါ့နော်အရွယ်ရောက်လာတဲ့အခါမှာလည်းပတ်ပုံနေနံပါတ်ဆိုတဲ့ကိန်းကိန်းနဲ့ထပ်ပြီးတော့အတီးပြုတတ်မှတ်ခြင်းကိုခံရတယ်ပေါ့နော်ကျမတို့ကတတိကုံဖြတ်တန်းမှုမှာပေါ့နော်ကျမတို့ရဲ့မိသားစုဝင်နေနေတာတတိကုံတူတူမရှိဘူးပေါ့နော်ဒါပေမဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်တွေကတော့တတိကုံတူတူရှိလို့နေပါတယ်ရှင်ဒါကြောင့်မို့လို့လူတိုင်းကပေါ့နော်ကိုယ့်ရဲ့ခုနှစ်သက်ကြီးပတ်ပုံနေနံပါတ်နဲ့ခုနှစ်ရက်လာဆိုရဲပေါ့နော်ကိန်းကိန်းနဲ့တွေရဲ့အကျိုးပြုမှုတွေကိုလူတိုင်းကခံစားကြရတယ်ပေါ့နော်ဒါကြောင့်မို့လို့တယောက်နဲ့တယောက်ကလူတွေကဖြစ်တည်မှုတွေအဖြစ်အပျက်တွေကမတူညီတော့ဘူးပေါ့နော်တယောက်ကစည်ရဲတယ်တယောက်ကချမ်းသာတယ်တယောက်ကပြည်လေတွေနဲ့ပေါ့နော်ကွဲပြားခြားနားလို့သွားပါတယ်ရှင်ဒါအပြင်မှာလူသားတွေနဲ့ပေါ့နော်ကိန်းကိန်းတွေနဲ့ဘာတွေထပ်ပြီးတော့ပတ်သက်နေတယ်လဲဆိုရင်အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုစိုက်ငယ်နံပါတ်ဆိုတဲ့ဒီနံပါတ်တွေနဲ့လည်းထပ်ပြီးတော့ပတ်သက်နေသေးတယ်ပေါ့နော်ဒါကြောင့်မို့လို့လူသားတွေနဲ့ကိန်းကိန်းတွေနဲ့ပတ်သက်နေတယ်ဆိုတဲ့အကြောင်းအရာကိုသိရှိရဖို့တော့ကိုနဲ့အနည်းဆုံးဖြစ်တဲ့ပေါ့နော်ဒီကိုကင်ဆောင်ထားတဲ့ဖုန်းနံပါတ်လေးကိုစစ်ဆေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တဲ့နေတဲ့အဖြစ်တဲ့အကြောင်းအရာတွေကချက်ချင်းသိရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုလာပြီးတော့ပေါ့နော်ဆရာမရဲ့ Messenger မှာအခမဲ့နဲ့လာရောက်စစ်ဆေးနိုင်တယ်ဆရာမကမေးပြန်သူရဲ့ပေါ့နော်အကြောင်းအရာဖြစ်တဲ့တွေကိုချက်ချင်းပြန်ပြီးတော့ပြောပြပေးတော့မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့မိတ်ဆွေတွေရဲ့ဘဝပေါ့နော်အချိန်တိုတွင်းမှာချမ်းသာခြင်းနဲ့အချစ်ရေးအိမ်တော်ရေးအစိပ်ပြေခြင်းနဲ့လွယ်လွယ်ကူကူနဲ့ငွေတွေကိုရရှိခြင်းနဲ့ဘဝမှာအေးအေးချမ်းချမ်းနဲ့နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတွေရဲ့ကိစ္စဆောင်ထားတဲ့ဖုန်းနံပါတ်လေးကို Messenger မှာလာပြီးတော့အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးထူးထူးရှိပါတယ်နော်